အားလုံးပဲမင်္ဂလာပါဒီနေရာလေးကတော့မလေးရှားနိုင်ငံအီပိုးမြို့လေးမှာရှိတဲ့နာမည်ကြီးခီးသွားနေရာတစ်ခုဖြစ်တဲ့ခေါင်ခွေပိုင်းလိမ့်မှာဒုတိယဇနီးလန်ဒါမှမဟုတ်မယငယ်လန်းလို့လည်းလူသိများကြတဲ့ဒီလန်းကလေးက1908ခုနှစ်ကတည်းကစတင်ပြီးရှိလာခဲ့တာပါအဲ့ဒီအချိန်တွေတုန်းကတော့ဒီနေရာဟာဘိန်းဆွဲနေတဲ့လူတွေလောင်းကစားသမားတွေနဲ့အီပိုးရဲ့မင်းလင်းနာမိုင်းနှက်တထေးတွေပိုင်ဆိုင်တဲ့ဖြည့်တစားတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါနောက်ပိုင်းမှာတော့မယငယ်လန်းဇနီးမယားလန်းဈေးလန်းအစရှိသဖြင့်နာမည်မျိုးမျိုးပြောင်းပြီးတော့ခေါ်ဝေါ်ကြပါတယ်အများကယုံကြည်ပြီးတော့ပြောကြတာကတော့ဒီနေရာကတရုတ်တထေးတွေရဲ့အငယ်အနှောင်းမိမတွေနေခဲ့တဲ့နေရာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဒီနေ့ခေတ်မှာတော့ဒီနေရာဟာအစားအသောက်လက်ဆောင်ပစ္စည်းအမတ်တရပစ္စည်းနဲ့အခြားပစ္စည်းအမျိုးမျိုးရောင်းချတဲ့ဆိုင်တွေနဲ့ခီးသွားဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်နေပါပြီဒီပင်ကတော့စက္ကူလိုမျိုးနူးညံ့ပါလာတဲ့အခေါက်ရှိတဲ့မေပယ်ပင်တစ်မျိုးပါဒီပင်ရဲ့အနောက်မှာရှိတဲ့အဆောက်အဦကိုကြည့်ကြည့်ပါအောင်ဒါဘလို့အဆောက်အဦမျိုးဖြစ်မယ်လို့ထင်ပါတယ်လေဒီဆောက်ဦးကတကယ်တော့ဟိုတယ်တစ်ခုပါဒါကတော့ဟိုတယ်ရဲ့ reception counter ပါတော်တော်လေးဟောင်းတဲ့ပစ္စည်းနေတဲ့အဆောက်အဦထဲမှာပစ္စည်းအဟောင်းတွေကိုပါထည့်သွင်းထားပြီးတော့ထူးခြားတဲ့ဆွဲဆောင်မှုပုံစံတစ်ခုလိုမျိုးကိုလုပ်ထားတာပါဟိုတယ်မှာဓာတ်လေကားလည်းမရှိပါဘူးဒီလေကားကနေပြီးတော့ပေါ်ကိုတက်ရမှာပါဒီဘက်အထဲမှာတော့အမှတ်တရပစ္စည်းဆိုင်လေးတွေရှိပါတယ်
reception counter ရဲ့အပေါ်ဘက်မှာ6သွေးသေးဆုံးနေပြီဖြစ်တဲ့တိုက်ကိုကပ်ပြီးတော့ပေါက်ထားတဲ့အပင်ရဲ့အကိုင်းကြောက်တွေကတိုးတိုးတွဲလောင်ရှိနေတဲ့အပြင်အရှိတက်တဲ့မှာတိုင်တလုံးကလည်းခက်လန့်ခံနေပါသေးတယ်ပစ္စည်းတွေအတင်ချလုပ်ဖို့အတွက်ကတော့ပစ္စည်းတင်တဲ့တက်လီကားလေးတစ်ခုရှိပါတယ်ဒီအဆောက်အဦကိုတွေ့ရင်ဘယ်သူကမှဟိုတယ်လို့ထင်ကြမှာမဟုတ်ပါဘူး။ဟောင်းနှွမ်းဆွေးမြင့်နေလို့စွန့်ပစ်ထားတဲ့အဆောက်အဦတစ်ခုလိုပဲထင်ကြမှာပါ။ဒါပေမဲ့ဒါတကယ်ပဲထူးထူးဆန်းဆန်းဟိုတယ်တစ်ခုပါ။ Sikiping ကောင်းဟင်းလို့ခေါ်ပါတယ်။